မိတ်ဆွေတို့ကဘာကြီးနှစ်ချမ်းကွဲတယ်ဆိုတဲ့စကားကိုကြားဘူးကြတယ်မလားခင်ဗျအကယ်၍ကဘာကြီးကနှစ်ချမ်းကွဲထားခဲ့တယ်ဆိုရင်ကဘာကြီးရဲ့ဘယ်ဘက်ချက်မှာမိတ်ဆွေတို့နေချင်ကြပါသလဲတချို့ကြတော့မမရှိတဲ့ကဘာမှာပဲနေမယ်တချို့ကြတော့လည်းညီမလေးရှိတဲ့ကဘာမှာပဲနေမယ်ဆိုပြီးတော့ပြောကြအောင်ပေါ့မင်္ဂလာပါ Radiohead ပါခင်ဗျဗီဒီယိုရှိမှာတော့ကျွန်တော်နည်းနည်းလေးဟေလာဝါလာလောက်လိုက်ဆိုပေမဲ့ဒီနေ့နည်းနည်းတော့ serious ဖြစ်မှာပေါ့အဲ့ဒါကတော့ဘာလဲဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးရဲ့ပြောင်းလဲမှုတချို့ကိုပြောပြမှာပဲဖြစ်ပါတယ်ခင်ဗျ 3D 5D ဟာပါလေလဲဆိုတာကိုမရှင်းပြခင်မိတ်ဆွေတို့သိတဲ့အတိုင်းကျွန်တော်တို့နေတဲ့ University ချိန်နှုန်းသုံးခါမှု vibration တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့မှသူတို့ရဲ့ချိန်နှုန်းတွေကိုသူ့အတွင်းထဲနေတဲ့ကျွန်တော်တို့တွေကမခံစားမိကြပါဘူးခင်ဗျအဲ့ဒီအတိုင်းပဲကဘာကြီးမှာလည်းသူ့ရဲ့ကိုယ်ပိုင်ချိန်နှုန်းသုံးနှုန်း vibration ဆိုတာကိုရှိပါတယ်ခင်ဗျအဲ့ဒါကိုသက်သေပြမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစကိုင်းငလျင်တို့ကိုကြည့်ပြီးတော့သက်သေပြလို့ရပါတယ်အဲ့ဒါဟာကဘာမြေကြီးမှာချိန်နှုန်းရှိတယ်ဆိုတဲ့သက်သေပါပဲခင်ဗျပြီးတော့ချိန်နှုန်းတွေဟာအဆက်မပြတ်ထုတ်လွှတ်နေပါတယ်အဲ့ဒီချိန်နှုန်းတွေဟာတဖြည်းဖြည်းမြင့်တက်လာတာနဲ့အမျှကဘာကြီးရဲ့သုံးနှုန်းတွေကလည်းမြင့်တက်လာပြီးတော့အရင်ကနှိမ်ခဲ့တဲ့ vibration ကနေမြင့်တဲ့ vibration ကိုမြင့်တင်သွားတာပဲဖြစ်ပါတယ်ပိုနားလည်အောင်လို့ကျွန်တော် matrix ဆိုတဲ့အရာနဲ့ရှင်းပြပါစီနော် matrix ထဲမှာဆို 3D 5D ရဲ့ကွာခြားချက်ကိုဒီလိုခွဲထုတ်လို့ရပါတယ် 3D ဒီအလုံးစုံတည်ရှိနေတဲ့နေရာဖြစ်ပြီးပျော်ရွှင်ခြင်းဝမ်းနည်းခြင်းလိမ်လည်ခြင်းလှည့်စားခြင်းစစ်ပွဲတည်ကြည်ဆုံးရှုံးမှုတစ္ဆာမဲ့ခြင်းမယုံကြည်ကြခြင်းမနာလိုခြင်းစသဖြင့်အကောင်းကောအဆိုးကောတွင်သွဲနေတဲ့အကြောက်တရား server တစ်ခုလို့ပြောလို့ရပါတယ်ခင်ဗျ။တစ်ဖက်က 5D ဆိုတဲ့ server မှာတော့လုံခြုံခြင်းယုံကြည်ခြင်းစိတ်ချခြင်းစစ်မှန်ခြင်းအချစ်စစ်မေတ္တာတရားကျင်နာခြင်းပေးကမ်းခြင်းစာနာခြင်းစသဖြင့်နှလုံးသားကိုအေးမြစေတဲ့ unconditional love server ပဲဖြစ်ပါတယ်။ 3D 5D နားလည်ကြပြီဆိုရင်တော့နောက်တစ်ခုကတော့Scruman resonance လို့ခေါ်ပါတယ်ခင်ဗျအသေးစိတ်မလေ့လာရသေးပေမဲ့သူလည်းအရေးကြီးတဲ့အပိုင်းမှာပါဝင်နေပါတယ်Scruman resonance ဒီကဘာမြေကြီးရဲ့တုံခါမှုချိန်နှုန်းတွေကိုဖန်ဆက်ဖြစ်ပြီးတော့မှလွန်ခဲ့တဲ့2023-2026ကနေစပြီးတော့မှလူသိများလာခဲ့တာပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ကဘာမြေကြီးရဲ့အစမပြတ်တုံခါနေတဲ့ချိန်နှုန်းဟာကျွန်တော်တို့နားနဲ့မကြားနိုင်တဲ့ 7.83 Hz ဒါမှမဟုတ်ရင် 40.3 Hz ဒါမှမဟုတ်ရင် 20.8 Hz အထိသူကအစမပြတ်တုံခါနေပါတယ်။ပြီးရင်အမြင့်ဆုံး 33.8 Hz အထိလည်းတုံခါနိုင်ပါတယ်ခင်ဗျ။ဖြစ်စဉ်ကတော့ at resonance ဒီအစမပြတ်တုံခါနေရင်ကနေပြီးတော့ရုပ်တရက်ချိန်နှုန်းထုတ်လွှတ်တာတွေရပ်သွားပြီးတော့ပုံမှန်နဲ့မြင့်တဲ့ချိန်နှုန်းတွေကိုထုတ်လွှတ်လာတာပဲဖြစ်ပါတယ်။အဲ့ဒီပြောင်းလဲမှုတိုင်းဟာကဘာကြီးဒီထက်ကောင်းတဲ့ dimension ကိုခုန်ကူးနေတယ်ဆိုပြီးတော့မှပြောကြပါတယ်။ at resonance ပြောင်းလဲမှုတိုင်းမှာကဘာပေါ်မှာနေထိုင်တဲ့လူတွေကိုလည်း side effect ထိစေပါတယ်ခင်ဗျ။အဲ့ဒါကတော့လူသားတွေရဲ့စိတ်ဝိညာဉ်တွေဟာအရင်ကသူတို့ရှိတဲ့မူလ vibration နဲ့ frequency တွေစီကိုတစ်စိမ့်တစ်စိမ့်မြင့်တက်သွားစေတာပဲဖြစ်ပါတယ်ခင်ဗျ။ at resonance ချိန်ချင်းကြောင့်တချို့တွေဆိုကိုယ်ခံအားကျဆင်းတာတို့နာမကျန်းဖြစ်ကြတာတို့တချို့တွေဆိုရင်ကိုနားမလဲပဲစိတ်တက်ကြတဲ့အထိဖြစ်တတ်ကြပါတယ်အဲ့ဒီနောက်သူတို့တွေက awakening တွေဖြစ်သွားကြပြီးတော့မှ 5D ကိုတတ်မဲ့ at resonance ရဲ့အနောက်ကိုလိုက်သွားကြတာပဲဖြစ်ပါတယ်ဆိုတော့က 3D ဒီငရဲပြည်ရဲ့ပထမအထက်လို့ပြောလို့ရတယ်လို့ 5D ဒီနိဗ္ဗာန်ရဲ့ပထမဆုံးအထက်လို့လည်းပြောလို့ရပါတယ်ခင်ဗျ 3D နဲ့ 5D ရဲ့အကြောင်းပဲမို့လို့ကျွန်တော် 4D ရဲ့အကြောင်းကိုတော့ကျွန်တော်ကြော်လိုက်ပါမယ်မိတ်ဆွေတို့ဘယ်ဘက်ချက်မှနေချင်ပါသလဲဗီဒီယိုအစမှာပြောခဲ့သလိုမင်းရှိတဲ့ရက်မှာကိုနေမယ်ဆိုပြီးတော့မှနေလို့မရပါဘူးခင်ဗျကဘာကြီးမှာဆွဲငင်အားရှိသလိုလူတွေမှာလည်းတန်လိုက်ဆွဲငင်အားလို့ခေါ်တဲ့ magnetic field ဆိုတာရှိပြီးသူနဲ့သူညီတဲ့အရာတွေကိုပဲဆွဲငင်ပါတယ်အဲ့ဒါကြောင့်မွန်နဲ့တာသူဘယ်သူခွဲမကွဲဘူးလို့တစ္ဆာတွေဘယ်လောက်ဆိုတာပါစေအချိန်ကြာလာလို့တယောက်နဲ့တယောက် vibration တွေမတူတော့တဲ့အခါကိုယ့်ရဲ့ဆိုင်ရာဘဝခရီးလမ်းကြောင်းတွေစီကိုခွဲခွာကြရတာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့မိတ်ဆွေသားဒီရဲ့ချက်ကိုစောစောသိလာခဲ့မှဆိုရင်သူမကိုထွက်မသွားအောင်အတူတူနားလည်မှုတွေယူပြီးတော့အခုချိန်ဆိုထာဝရလက်တွဲသွားလို့ရမှာအသေးကြပဲလို့ကျွန်တော်ပြောရပါတယ်ခင်ဗျဒါပေမဲ့မိတ်ဆွေတို့အတွက်တော့နောက်ကျသွားပြီထင်ပါတယ်စားတာပါဥပမာမိတ်ဆွေကလူကောင်းတယောက်ဆိုမိတ်ဆွေနဲ့တူတဲ့လူကောင်းတွေနဲ့သက်ဆုံတွေ့ခွင့်ရပြီးတော့မှမိတ်ဆွေကကောက်ချစ်ကျုံမာကုန်းစင်းလိညာလဲပြတဲ့စရိုက်ကြံတဲ့လူတယောက်ဆိုရင်မိတ်ဆွေရဲ့နားမှာလည်းအဲ့လိုလူတွေကြီးပဲထရောက်လာကြမှာပဲဖြစ်ပါတယ်ကျွန်တော်ပြောတာကမော်နဲ့ဆန်လို့ဖြစ်နိုင်ပေမဲ့အမှန်တကယ်တူညီတဲ့အရာချင်းချင်းပဲဆွဲငင်ကြတဲ့နေရာမှာရှိပါတယ်ခင်ဗျဒါဟာလောကရဲ့စီကံတစ်ခုလို့လည်းပြောလို့ရပါတယ်အဲ့တော့မိတ်ဆွေရဲ့မမက 3D server မှာရှိပြီးတော့မိတ်ဆွေက 5D server မှာဆိုရင်လည်းတကဘာတဲ့နေတာတော့မှစုံချဖို့ခရင်ပါတယ်ကဘာကြီးနှစ်ချမ်းခွဲတယ်ဆိုတာကဘာကြီးကိုဓာတ်နဲ့နှစ်ချမ်းခွဲလိုက်တာမဟုတ်ဘူးเนาะကဘာတစ်ခုတည်းမှာပဲဆိုပေမဲ့လူတယောက်ချင်းစီရဲ့အတွင်းထဲက dimension အတွင်းစိတ်တွေကတနည်းပြောမယ်ဆိုရင် reality ကိုကြည့်ကြတဲ့လူတယောက်ချင်းစီရဲ့အတွင်းစိတ်တွေက shoot out လို့လည်းဆိုလို့ရပါတယ်ခင်ဗျပြီးတော့သူတို့ရဲ့ shoot out တွေပေါ်မူတည်ပြီးတော့ 3D ဒါမှမဟုတ် 5D
5D မှာစိတ်ဝိညာဉ်တွေရှိကြတဲ့သူလားဆိုတာကိုလည်းကြည့်လို့ရပါတယ်ခင်ဗျအခုကတော့ပြောင်းလဲဆဲဖြစ်စဉ်မှာရှိသေးတာမို့လို့ဒါကိုတတိထားမိတဲ့သူတွေကလည်း 5D ရဲ့ချိန်နှုန်းနဲ့ချိန်ကြီးကြပြီးတော့မှ 5D တက်ဖို့အဆင်သင့်ပြင်နေကြပြီပဲဖြစ်ပါတယ် 5D ကတော့ unconditional love server ဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်မပူရပေမဲ့ 3D server မှာကောဘာတွေဆက်ဖြစ်မလဲကျွန်တော်နဲ့အတူတူသုံးသပ်ကြည့်အောင် 3D server ဒီအကြောက်တရားဆိုတဲ့အရာတွေနဲ့နေထိုင်ရတဲ့ကဘာဖြစ်တဲ့အတွက်ကြောင့်မို့လို့ 3D ကလူအချင်းချင်းများရန်ဖြစ်ချတဲ့အခါဆိုရင်အဆုံးထိစိုးနိုင်ကြတဲ့အဆင့်ဆိုနှစ်ဦးနှစ်ဖက်တွေပြည့်စည်ကြတဲ့အထိပါပဲခင်ဗျပြောချင်တာကတော့ဖြည်းဖြည်းချင်းယိုယွင်းပြီးတော့နောက်ဆုံးသူ့ဘာသာသူ server ပိတ်သွားမှာပဲဖြစ်ပါတယ် 3D ကနေ 5D ကိုကူဖို့ဆိုတာကလည်းလွယ်ပါတယ်ခင်ဗျမိတ်ဆွေ 3D မှာလုပ်ခဲ့တဲ့အရာတွေအစား 5D မှာလုပ်တဲ့အရာတွေကိုပြောင်းလုပ်ဖို့ပါပဲခင်ဗျမိတ်ဆွေရဲ့ vibration က 5D vibration လောက်မြင့်ရင်မိတ်ဆွေရဲ့ vibration ဟာ 5D ကိုဖြည်းဖြည်းချင်းတက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ကမမရှိတဲ့ဘက်ညီမတွေရှိတဲ့ဘက်ဆိုပြီးတော့မှ server ကြိုက်လို့ချိန်လို့မရပါဘူးခင်ဗျသို့ပေမဲ့ at resonance က 5D ကိုကူတာပြည့်စုံသွားပြီဆိုရင်တော့ 3D ကဘာကသူ့အလိုလိုပျက်စီးသွားလိမ့်မယ်လို့တော့သိရပါတယ် star seed တွေကဒီကဘာပေါ်လာကြတဲ့က frequency တွေမြင့်ကြပြီမဲ့အရင်ကဘာကြီးရဲ့ resonance ကနှိမ့်တဲ့အတွက်ကြောင့်မလို့ star seed တွေဟာလူလာဖြစ်တော့သူတို့ရဲ့ vibration တွေပါလိုက်ပြီးတော့နှိမ့်သွားကြတာပဲဖြစ်ပါတယ်အခုတော့ star seed တွေလည်းသူတို့ vibration တွေပါဒီကဘာကြီးရဲ့ resonance အတိုင်းလိုက်မြင့်တက်သွားတာကြောင့်မလို့နိုးထားကြတဲ့သူတွေကလည်းသူတို့ရဲ့ mission တွေကိုတာလုံးနေကြပြီပဲဖြစ်ပါတယ်တချို့ကြတော့လေ reality ကြီးကိုမေးဖို့နေအများကြီးတက်မိနေပေမဲ့မဖြေပေးနိုင်တာဖြေပေးနိုင်တဲ့သူတွေမရှိတာကိုကိုယ်တိုင်အဖြေမရှာနိုင်တာကိုကြောင့်ကိုမမှန်ဘူးထင်မှကြောက်တာကိုအဲ့လိုမျိုးအရာတွေကြောင့်လိပ်ပြဖြစ်ကနီးအိုးကောင်လေးတွေလည်းအများကြီးရှိနေပါသေးတယ်ခင်ဗျာဒါကတော့ကျွန်တော်လေ့လာပြီးတိတ်မှန်နဲ့ပြန်ချိတ်ဆက်မိထားတဲ့ 3D to 5D ဒါမှမဟုတ်ကဘာအဟောင်းကနေကဘာအသစ်တို့ဥပြောင်းခြင်းရဲ့အတိတ်ပဲဖြစ်ပါတယ်အသေးစိတ်ကိုထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့ဆီယာမမွန်ဟယ်ဆေရဲ့New Earth ဆိုတဲ့စာအုပ်မှာရှာပြီးဖတ်လို့ရပါတယ်ခင်ဗျအချက်အလက်တွေလွတ်သွားရင်လည်း comment ထဲမှာပြောပြသွားလို့ရပါတယ်ခင်ဗျနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော် Radio Hat ပါ See you next video ပါခင်ဗျ